ချစ်တို့ရေအခုပြမမပေါက်ကနည်းနည်းလေးကျမရေလေးကောင်းလာတော့မုံပေါင်းတွေလည်းလှုပ်ရောင်းနေတာမုံကြီးပေါင်းပေါင်းတာမုံကြီးပေါင်းလေးရောင်းမလို့မုံကြီးပေါင်းအစိတ်သား1000နဲ့အစိတ်သားအလားဘူးလားအဲ့ဒီလည်းနော်အခုဆက်ကြည့်တော့အောင်ဒီထပ်ပြီဒီထပ်ထိုင်ဒီအမိတ်တန်နဲ့ရေးတယ်အဲ့မေးဒါကြည့်ဦးမုံကြီးပေါင်းလေးပေါင်းနေတာမုံကြီးပေါင်းအချိန်နဲ့ရောင်းတာအစိတ်သား1000ရေပြစ်သွားလားမသိဘူးနော်ဒီခွဲ